လူစိုးကြီးအင်္ဂုလိမာလာတောင်းချမ်းနေပါတယ်ဆိုတော့တော်ကြီးတဲ့ကိုဝင်သွားခဲ့ပါတယ်ဘုရားရှင်တော်တဲ့ဝင်လာတဲ့အင်္ဂုလိမာလာဟာတေချာချောင်းမြောင်းနေခဲ့ပြီးတော့အတော်လေးကြာတော့ဘုရားရှင်ရှေ့ကိုခုံချလာခဲ့ပါတယ်ဒါပေမဲ့ဘုရားရှင်ကတည်ငြိမ်သွားပဲရှိနေခဲ့ပြီးတော့လူစိုးကြီးကိုအေးချမ်းစွာတစ်ချက်ပြုံးပြကရှေ့ကိုဆက်လျှောက်သွားခဲ့ပါတယ်အင်္ဂုလိမာလာကအတေယဟန်ချက်ချင်းရက်လိုက်ပါလို့လမ်းអော်ပြီးမဲ့ဘုရားရှင်ကဂယုမဆိုင်တာကြောင့်ဒေါသတကြီးနဲ့အပြေးလိုက်လာပြီးကျွန်တော်တင်းကိုရက်ဖို့ပြောနေတာဘာကြောင့်မရက်တာလဲလို့អော်ပြောပါတော့တယ်ဒီကမှာဘုရားရှင်ကကိုတော်ရက်နေတာကြားပြီးဖြစ်ကြောင်းနဲ့တင်းကသာမရက်သေးတာပါလို့ဟောကြားလိုက်ပါတယ်အင်္ဂုလိမာလာကတင်းကျွန်တော်ကိုမကြောက်ဘူးလားကျွန်တော်ကမကောင်းဆိုးဝါးကြီးတကောင်ပဲလို့ဆိုလိုက်ပေမဲ့ဘုရားရှင်ကအေးချမ်းတဲ့အပြုံးလေးနဲ့မဟုတ်ပါဘူးတင်းကလူသားတူပါပဲလို့ဆိုခဲ့ပါတယ်အင်္ဂုလိမာလာကအတင်းယဟန်တင်းကဒီတိုင်းလမ်းဆက်လျှောက်နေဘာကြောင့်ရက်နေတာကြာပြီးလို့ဆိုရတာပြီးတော့ဘာကြောင့်ကျွန်တော်ကိုမရက်သေးတဲ့သူတို့ပြောရတာလဲဆိုပြီးတော့ဓာကြီးနဲ့ချင်းရွယ်ကမေးလိုက်ပါတယ်ဘုရားရှင်ကကိုတော်အားချားသူများနာကျင်ထိခိုက်စေမဲ့အဖြစ်ကျူးလွန်မှုများကိုရက်လိုက်ပြီးဖြစ်ကြောင်းနဲ့တင်းကတော့အကုသိုလ်တွေကိုမယံမနာပြုလုပ်နေစေဖြစ်ကြောင်းလူတိုင်းကလုံခြုံတဲ့ဘဝကိုလိုချင်ကြတာကြောင့်ဘဝတွေကိုကာကွယ်နိုင်မဲ့နည်းလမ်းများကိုပဲရှာဖွေခဲ့ကြောင်းနဲ့လူချင်းမြတ်တာစိတ်ကလေးမွေးပြီးတော့ရှုမြင်